ဆက်ချင်မောမီကိုယ်တော်ကိုနေစဉ်နေတိုင်းကောင်းကြည့်ပြီး၍နာမတော်ကိုကာလဆက်ချင်မောမီကျွန်တော်ဤရှင်မြင်ဖြာခင်ကိုယ်တော်ဤနာမတော်အားထောင်စဉ်ချင်မောပါမီခင်ဖြာဒီသနာကရုဏာနဲ့ပြည့်စုံတော်မူ၍စိတ်ရှိကရာသက်သိမ်းပေါ်ချုံမြတ်သားရာဤကိုယ်တော်ဖန်ဆင်းသောအရာများပေါ်၌အနာကျင်နာတတ်တော်မူ၏ကျွန်တော်ဤရှင်မြင်ဖြာခင်ကိုယ်တော်ဤနာမတော်အားထောင်စဉ်ချီးမွမ်းပါမည်ကိုယ်တော်အားဖန်ဆင်းခံရာခတ်သိမ်းတော်နဲ့တန်ရှင်သူတို့လည်းယေရှုတင်ကြပါစေနိုင်ငံတော်ဤဘုံတကူတော်ကိုဟောပါပေး၍ကြွေးကြော်ကြပါစေကျွန်တော်ဤရှင်မြင်ဖြာခင်ကိုယ်တော်ဤနာမတော်အားထောင်စဉ်ချီးမွမ်းပါမည်ကျွန်တော်ဤရှင်မြင်ဖြာခင်ကိုယ်တော်ဤနာမတော်အားထောင်စဉ်ချီးမွမ်းပါမည်ခင်ဖြာသည်မိန်သောစကား၌သစ္စာရှိမှု၍ဆောင်ရွက်သမျှမူတို့၌သန့်ရှင်းတော်မူ၏ဘူရောသည်လေကြသူကိုထူမ၍အောင်ဆိုင်သူတို့ကိုကောင်းမောစေတော်မူ၏ကျွန်တော်ဤရှင်မြင်ဖြာခင်ကိုယ်တော်ဤနာမတော်အားထောင်စဉ်ချီးမွမ်းပါမည်ကျွန်တော်ဤရှင်မြင်ဖြာ